ကျွန်တော်တို့လုံးဝပဲမင်္ဂလာရှိတဲ့ချင်းခါသမီးရလေးမှာကျွန်တော်တို့ပေါက်ကရ40 social media ပေါ်မှာခက်စားနေတဲ့ Trump ဖြစ်နေတဲ့ Sally ဖြစ်နိုင်တဲ့ဗီဒီယိုတွေကိုကျွန်တော်ဒီနေ့သုံးသပ်ပြီးတော့ကျွန်တော် react လုပ်ပေးတတ်မှာဖြစ်ပါတယ် Okay ပြောချင်တာကတော့အရင်ကဗညာလို့ပေါ့နော်အရင်ကလိုမျိုးဗညာရဲ့ဗီဒီယိုတွေဗညာရဲ့ vibe တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်အများစုပေါ့နော်အများအားဖြင့်ကျွန်တော်ဒီ page မှာကျွန်တော်ဗီဒီယိုတွေreact ပေါ့နော် react ကို only ကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်ဟို page မှာမတင်ဘူးတော့မဟုတ်ပါဘူးဟို page မှာလည်း page အကြီးမှာလည်းကျွန်တော်တင်ပါပဲဒီ crazy about ပိုင်ပညာမှာကတော့ဒီလိုမျိုးအတူလေးတွေကျွန်တော်အများစုတွေ့ရမှာဖြစ်ပါတယ် reels လို့ခေါ်လို့ရတာပေါ့နော်ဆိုတော့အတူတွေအဲ့လိုမျိုးမြန်မာပြည်တလွားမှာရှိတဲ့ပေါက်ကရ40ပေါက်ပန်းလေးငကိုတည်းကမှဘာကိုရည်ရွယ်လို့ရည်ရွယ်ပဲမသိတဲ့ဆိုတဲ့ဗီဒီယိုတွေတစုတဝဲနဲ့ကြည့်ကြတယ်ဆိုကျွန်တော်လည်းအတူတူခွေးချင်တယ်ဆို crazy boy ရဲ့ပညာကိုလာခဲ့ဖို့ပြောချင်ပါတယ် Nice Okay let's go ကျော်မြင့်တို့เนาะကိုကျော်မြင့်တို့ကိုတောင်းစိန်တို့เนาะကိုဝေးအေးတို့เนาะကိုတင်ဖေတို့เนาะမင်းတို့မေခေါ်နေတဲ့မင်းတို့မေခေါ်နေမင်းတို့ဒီမှာကပြီးလို့ရှိရင်အိမ်မှာစံထမ်းရမယ်တဲ့เนาะဟုတ်တယ်အဲ့ဒါချစ်ရလဲတအားပေါက်တယ်နော်အဓိကတော့ comparison ပြောချင်တာပါတချို့တွေကြတော့လဲ club တို့ဘာလို့သွားတော့မှငါတို့ကအဆင့်မီတာတို့ပျော်ရတယ်တို့တဲ့ငါတို့က K ရှူမှတော့ငါတို့က E ရှူမှတော့ငါတို့က Shaky 2မှပျော်ရတယ်လို့ငါတို့ကစေးချမှပျော်ရတော့မဟုတ်ပါဘူးကျွန်တော်တို့ပျော်ရွှင်မှုဆိုတာကသူ့ data နဲ့သူ့အကြိုက်နဲ့သူပေါ့နော်ဥပမာထားပါတော့မြန်မာပြည်ကြောက်စိမ်းတီးတဲ့ဆိုင်းကိုဦးစော်ဝင်းတို့ကြိုက်တဲ့သူတွေသွားပေးနားထောင်ကြည့်လိုက်သူတို့ဘာပြောအဲ့ဘယ်လိုဘာတွေမှလည်းမသိဘူးလို့ပြောမှာပေါ့နော်သို့ပေတော့ညာလဲကျွန်တော်တို့မြန်မာတန်စင်မြန်မာဆိုင်းကိုကြိုက်တဲ့ဟိုးကျွန်တော်တို့အဖိုးတွေဘာတွေကိုဦးစော်ဝင်းထုတ်ရဲ့တခြင်းကိုသွားနာပေးနားထောင်ကြည့်လိုက်ပေါ့နော်ဆိုတော့သူတို့ဘာပြောမလို့ဆိုတော့မင်းတို့ခေကွာဘာတွေမှမသိဘူးဆိုပြောမှာပဲဆိုတော့ပြောချင်တာကတော့လူတိုင်းကသူ့အကြိုက်နဲ့သူဆိုတော့စိုးလို့ချင်တာပေါ့နော်ဆိုတော့ဒီမှာဆိုလဲပြောဖို့ကောင်းပါတယ်ကားထားမယ်လုံးစမ်းမနောက်တစ်ခေါက်လောက်ရှေ့အနေရတာတော့တစ်ခေါက်နေလဲတက်နေပြီတော့တော့ဒါရစပိလာဟုတ်လားကိုကျော်မြင့်တို့ကဲနေတာကိုကျော်မြင့်တို့ဟမ်ထိန်ကုန်မဲ့နေတယ်ခေါ်ခဲ့အကောလို့အခါရဲခေါ်ခဲ့ဟာဟောရဒါတင်မောတကယ်ချေးစော်ရတေးပါပြီကွာအဲ့ဒါနေနဲ့အိတ်ကန်တော့ဟုတ်တယ်တကယ်လေအကျစီရတော်ပြီနော်ဒီလောက်ပဲအများကြီးကြည့်ပါပြီအချိန်ကုန်တယ်ကျေးဇူးပဲတင်ပါတယ်စိုးနေကြည့်ပြီးကြတော့အားလုံးဝတ်တက်တာ